အာရှတို့မော်လမြိုင်မြို့မှာလွတ်လပ်ရေးနေ့ပျော်ပွဲရွှင်ပွဲကိုဘလို့မျိုးမြမြိုင်စဆိုင်ကျင်းပကြတယ်ဆိုတာတွေကိုဒီနေ့ရဲ့ blog ထဲမှာပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါဦးနော်Hello everyone အာရှဖြစ်ပါတယ်အာရှတို့မော်လမြိုင်မြို့မှာဆိုလို့ရှိရင်လေလွတ်လပ်ရေးနေ့ရောက်ပြီးဆိုတာနဲ့ရက်ကွက်အလိုက်ဇဒုတိတာကျွေးတာတွေပြီးတော့ကလေးတွေအတွက်ပျော်ပွဲရွှင်ပွဲလုပ်ပေးတာတွေလုပ်ကြတယ်ပေါ့နော်အာရှတို့ရက်ကွက်မှာလည်းကလေးတွေအတွက်ပျော်ပွဲရွှင်ပွဲကိုမနက်ပိုင်းညနေပိုင်းညပိုင်းဆိုပြီးတော့အပိုင်း၃ပိုင်းနဲ့ခွဲပြီးတော့လုပ်ပေးပါတယ်ခင်ဗျအခုကတော့မနက်ပိုင်း activity လေးတွေပေါ့နော်ကလေးတွေကမနက်အစောကြီးကလေးကနေတက်ကြွနေကြတော့မနက်ပိုင်းအစီအစဉ်ကိုဂုဏ်အိတ်ခုံတာတွေနောက်ပြီးတော့မုတ်ကိုက်တာတွေပြေးတာတွေပေါ့နော်အဲ့ဒါတွေနဲ့စပြီးတော့ဖွင့်ပါတယ်ခင်ဗျဒီမုတ်ကိုက်ပြိုင်ပွဲကလေလုံးဝအာရှအရန်ကြိုက်ပါတယ်အရန်လေးရည်ရပြီးတော့ပေါ့နော်ပျော်စရာလေးကောင်းတယ်ပေါ့နော်အဲ့ဒါနဲ့အာရှတို့လူကြီးပွဲမှာအာရှကိုယ်တိုင်ဝင်ပြီးတော့ပြိုင်ခဲ့ပါတယ်ခင်ဗျဖူးဘလော့ကပြီးအစားအသောက်ပြိုင်ပွဲမှာပထမဆုရခဲ့ပါတယ်ခင်ဗျာအဲဒီနောက်မှာတော့ဖျားရိုင်မင်းကြီးပြိုင်ပွဲတွေလွန်ဆွဲပြိုင်ပွဲတွေပြီးတော့အရက်တစ်ပတ်ပြေးတာတွေအဲ့ဒါတွေကိုဆက်ပြီးတော့ကျင်းပခဲ့ကြပါတယ်ခင်ဗျာကြာပါပြီဆဲတာဟုတ်တယ်ဆဲဟုတ်တယ်ဆဲအိုးဆဲနေပါနေပြီအဖာရဲဝင်တော့မယ်ဒီပြေးလေအဲ့ဒီနောက်မှာတော့နေ့လယ်ပိုင်းကိုအစီအစဉ်တစ်ဖြတ်နားတယ်ပေါ့နော်တစ်ဖြတ်နားတယ်ဆိုပေမဲ့အာရှစ်တို့ကတော့မြို့ပတ်ပြီးတော့ဇဒုတိတာရှောက်စားကြပါတယ်မော်လမြိုင်မြို့ကအစားတဲ့ကြိုတဲ့မြို့ဆိုတဲ့အတိုင်းအိုးကြီးအိုးငယ်နဲ့ချက်ပြီးတော့အရှံအပယ်ကိုကျွေးတယ်ပေါ့နော်ရှစ်တို့အဲ့ဒီနေ့ကစားခဲ့တဲ့မော်ဟင်းကဇဒုတိတာဆိုလို့ရှိရင်ငဖယ်တွေရောပဲကြော်တွေရောဟိုမှာဘေးဥနိုင်ခြင်းနဲ့ကကောင်းလေးစားခဲ့ရတယ်ပေါ့နော်ဇဒုတိယကတိုက်တဲ့အေးပြေနနက်တီဖြော်ရဆိုလို့ရှိရင်လည်းချွတ်ချင်းလေးနဲ့အရန်ကိုမှတောက်ကောင်းတယ်ပေါ့နော်အဲ့ဒီကအပြန်မှာလဲလမ်းတစ်လျှောက်ဇဒုတိယမန်ဒတ်တွေကိုတောက်လျှောက်တွေးခဲ့ရပါတယ်ခင်ဗျညနေပိုင်းအစီအစဉ်ကိုတော့ကလေးတွေဘောလုံးကန်တာနဲ့စပြီးတော့ဖွင့်ပါတယ်ခင်ဗျပြီးတဲ့နောက်မှာတော့လူငယ်ပွဲကိုဆက်ပြီးတော့ကန်ခဲ့ကြပါတယ်လူငယ်ပွဲကလေချစ်ကြည်ရဲ့ပွဲလို့ပြောလို့ရပါတယ်ဗျရက်ကွက်ပေါင်းစုံကလူငယ်လေးတွေလာပြီးတော့ရှင်ပြိုင်ကြတာဖြစ်ပါတယ်ခင်ဗျဘောလုံးပွဲပြီးတဲ့နောက်မှာတော့တခြားရက်ကွက်ကကလေးတွေရက်တစ်ပတ်ပြိုင်ပွဲနဲ့စုံတာနဲ့အာရှကလည်းဝင်ပြီးတော့လမ်းကျော်အားပေးခဲ့ကြပါတယ်ခင်ဗျအဲ့ဒီနောက်မှာတော့အာရှတို့ရက်ကွက်ကနှစ်တိုင်းကျင်းပနေကြဖြစ်တဲ့ချောတိုင်းတက်ပွဲကိုဆက်ပြီးတော့ရှင်ပြိုင်ခဲ့ကြပါတယ်ခင်ဗျာချောတိုင်းတက်တာကဘေးကကြီးတဲ့လူတွေအနေနဲ့ဒါလွယ်တယ်လို့ထင်ရပြီမဲ့တကယ်တမ်းကျအရန်ကိုမှခက်ခဲတဲ့ပွဲပါတက်တဲ့လူတွေကလည်းတက်လိုက်ကြလိုက်နဲ့တန်ရလည်နေခဲ့ပါတယ်တက်လိုက်ကြလိုက်နဲ့ပဲညအထိရောက်ခဲ့ပါတယ်ညအထိရောက်ခဲ့ပေမဲ့လည်းအားပေးတဲ့လူတွေကပို့ပြီးတော့ပဲများလာတယ်ပေါ့နော်တရက်ကွက်လုံးကလာပြီးတော့အားပေးကြတာဖြစ်ပါတယ်ခင်ဗျတက်လိုက်ကြလိုက်နဲ့ပဲတန်ရလည်နေလို့အာရှလည်းမဖြစ်တော့ဘူးငါကိုယ်တိုင်ဝင်ပြီးအားပေးမှရတော့မယ်ဆိုပြီးတော့မိုက်ကင်ပြီးတော့အားပေးပါတယ်ဒါပေမဲ့လည်းအာရှရဲ့အတန်ကြောင်းမှာပို့ပြီးအားပြော့သွားတယ်ထင်ပါတယ်ဒီနေ့ကတော့ချောတိုင်းတက်တာကအလံမရခဲ့ကြပါဘူးခင်ဗျညနေပိုင်းစီစဉ်အပြီးမှာတော့ထုံးစံအတိုင်းဇဒုတိတာပတ်စားတယ်ပေါ့နော်ဇဒုတိတာဘာမှကျွေးနေလဲဆိုတာကိုစုံစမ်းပြီးတော့လိုက်စားတာဖြစ်ပါတယ်ခင်ဗျဒီနောက်မှာတော့ကလေးတွေအတွက်ညာပိုင်းစီစဉ်ကိုပြန်ပြီးတော့ပြုလုပ်ပေးခဲ့ကြပါတယ်ခင်ဗျ
အာရှိကရဲ့အမေအန်တီဝင်းကလည်းကလေးတွေနဲ့ပြန်ဝင်ဆော့ခဲ့ပါတယ်ခင်ဗျကျော်မလာနော်တောက်တယ်အရှိကရိုက်တဲ့သူတွေကိုတောက်လျှောက်စေးထိုးခဲ့တယ်များကိုယ်အလဲမှာပြန်ပြီးတော့ခံရပါတယ်ခင်ဗျာဒီဘက်တရားဝင်ဒီဘက်တရားဝင်မကြီးမော်လမြိုင်မျိုးကတချို့ရက်ကွက်တွေဆိုလို့ရှိရင်လွတ်လပ်ရေးနေ့ညကို stage show တွေ LGBT ကပွဲတွေနဲ့ကျင်းပတာမျိုးတွေလည်းရှိပါတယ်ခင်ဗျဗီဒီယိုလေးကိုအဆုံးထိကြည့်လာပေးကြတဲ့တယောက်ချင်းစီကိုကျေးဇူးများတင်ပါတယ်ခင်ဗျအရန်လေးချစ်ပါတယ်ဒါဆိုလို့ရှိရင်ဒီနေ့ blog လေးကဒီလောက်ပါပဲနောက်ထပ် blog တွေမှာထပ်တွေ့မယ်နော်အားလုံးပဲ bye bye